ကဲရက်ကွက်ထေကကော်ဖီဆိုင်လေးပဲဖြစ်ဖြစ်ကဘာကျော်ကော်ပိုရေးရှင်းကြီးပဲဖြစ်ဖြစ်ပေါ့လေစီးပွားရေးလုပ်ငန်းတိုင်းရဲ့နောက်ွယ်မှာမျက်စိနဲ့မမြင်နိုင်တဲ့စီးမြန်းတွေကျင်းဝတ်တွေနဲ့တာဝန်ယူမှုတွေဆိုတဲ့မိုးပေါင်းတစ်ခုအမြဲတမ်းရှိနေပါလေဒီနေ့မှာတော့အဲ့ဒီမမြင်ရတဲ့မိုးပေါင်းအလက်ကြီးကဘာလဲဆိုတာကိုတစ်ချက်လောက်အတူတူကြည့်ကြရအောင်ဒီအစောမင်းကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ဒါကပဲဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာရဲ့အဓိကအနှစ်ချုပ်ပဲစီးပွားရေးလုပ်ငန်းဆိုတာဟုတ်တယ်ကျွန်တော်တို့မျက်စိနဲ့မြင်နေရတဲ့အရာတွေထက်အများကြီးပိုပါတယ်တကယ်တော့ဥပဒေနဲ့လူဖွဲ့စည်းကအသက်သွင်းထားတဲ့သဘောတရားတစ်ခုလိုပါပဲဟုတ်ပြီဒါဆိုရင်အခြေခံအကြောင်းဆုံးမိကိုလေးတစ်ခုနဲ့အရင်စလိုက်ရအောင်အဲ့ဒါကတော့စီးပွားရေးဆိုတော့တကယ်တမ်းကျတော့ဘာကိုခေါ်တာလဲဗျအခြေခံအကြောင်းဆုံးအတိတ်ပဲဖွင့်ဆိုချက်အရာတော့စီးပွားရေးဆိုတာငွေကြေးအကျိုးအမြတ်ရဖို့ရည်ရွယ်ပြီးလုပ်တဲ့စီးပွားရေးဆိုင်ရာလှုပ်ရှားမှုတစ်ခုပေါ့ရောင်းတာဝယ်တာကုန်သွယ်တာဒါတွေအားလုံးပါပဲအဲ့ဒီတော့စီးပွားရေးလုပ်ငန်းတစ်ခုကိုဖွဲ့စည်းမဲ့ဆိုရင်ပုံစံမျိုးမျိုးနဲ့လုပ်လို့ရပါတယ်အများဆုံးတွေ့ရတတ်တာတွေကတော့တည်တောင်တေးပိုင်တဲ့လုပ်ငန်းလေးကနေစပြီးအဆူဆတ်လုပ်ငန်းတွေနောက်ပြီးတော့မှ corporation ကြီးတွေလို့ရှုပ်ထွေးတွေဖွဲ့စည်းပုံအထိပေါ့ကဲစီးပွားရေးဆိုတာဘာလဲဆိုတာကိုသိသွားပြီဆိုတော့နောက်တစ်ဆင့်အနေနဲ့ဘလို့လုံးတင်တယ်လဲဆိုတဲ့အပိုင်းကိုဆက်ကြည့်ရအောင်ဘာလို့လဲဆိုလीလုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုကိုအကျိုးအမြတ်တစ်ခုတည်းနဲ့တိုင်းတာလို့မှမရတာကိုဟုတ်ပါတယ်ဒီအဆိုကအဲ့ဒီအချက်ကိုပဲထောက်ပြနေတာပါစီးပွားရေးလုပ်ငန်းတွေရဲ့တာဝန်ဟာပိတ်ဆန်ရှာဖို့တစ်ခုတည်းမဟုတ်ပဲလူအဖွဲ့အစည်းအပေါ်မှာထားရမယ်ပိုကျပြန့်တဲ့ရည်ရွယ်ချက်တွေလည်းရှိနေတယ်ဆိုတာကိုပဲအဓိကပြောချင်တာပါဒီနေရာမှာအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကိုတွေ့ရပါမယ်အဲ့ဒါကတော့ကိုကျင်တရားနဲ့ဥပဒေကြားကခြားနာချက်ပဲဆိုတော့ကိုကျင်တရားဆိုတာကဒါတော့လုပ်တဲ့တယ်ဒါတော့မလုပ်တဲ့ဘူးလို့ကိုယ့်ရဲ့အတွင်းစိတ်ကလမ်းညွှန်နေတဲ့တန်လိုက်အမြောင်လိုမျိုးပေါ့ဥပဒေကတော့အဲ့လိုမဟုတ်ဘူးဒါကိုမဖြစ်မနေလိုက်နာရမယ်လို့အပြင်ကနေတိတိကျကျသတ်မှတ်ထားတဲ့စီးမြင့်နေဖြစ်နေတာပါဥပမာအနေနဲ့ပြောရရင်လာပေလက်ဖြူမှုမျိုးတွေကနေစလို့ကြော်ညာဒီမှာလိမ့်ညာတာတဲ့အထိအများကြီးပဲစီးပွားရေးလောကမှာကျေဝန်းတဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေကတကယ်ကိုပုံစံအမျိုးမျိုးနဲ့ရှိနေတတ်ပါတယ်ကဲအခုဆိုရင်တော့ဒီတင်ဆက်မှုရဲ့အဓိကအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့စီးပွားရေးလုပ်ငန်းတစ်ခုရဲ့တာဝန်ဝတ္တရားပြီးအကြောင်းပါပဲသူတို့နဲ့ဆက်ဆက်နေတဲ့သူတွေအပေါ်မှာဘလို့တာဝန်တွေရှိနေတယ်လဲဆိုတာကိုတစ်ခုချင်းစီကြည့်သွားကြမယ်ဒီတာဝန်တွေကိုအချက်တစ်ချက်ချင်းပါတဲ့စရင်တစ်ခုလို့မကြည့်ပဲနဲ့စီးပွားရေးလုပ်ငန်းတွေကလူအဖွဲ့အစည်းနဲ့ချုပ်ဆိုထားတဲ့မမြင်ရတဲ့လူမှုရေးဆိုင်ရာသဘောတူစာချုပ်တစ်ခုလို့သဘောထားကြည့်အောင်ပထမဆုံးအနေနဲ့ကတော့သုံးဆွဲသူတွေအပေါ်မှာထားရမယ်တာဝန်တွေပေါ့အရေးသွေးကောင်းတဲ့ပစ္စည်းလေးဝန်ဆောင်မှုတွေပေးဖို့လိုတယ်လို့သူတို့ရဲ့စမ်းမာရေးနဲ့ဘေးကင်းလုံခြုံမှုကလည်းအရင်အရေးကြီးပါတယ်နောက်တစ်ခုကတော့ဝန်ထမ်းတွေအပေါ်မှာထားရမယ်တာဝန်တွေပေါ့မျှထားတဲ့ဆက်ဆံရေးရှိဖို့ဘေးကင်းလုံခြုံတဲ့လုပ်ငန်းခွင်ဖြစ်ဖို့ဒါတွေဟာအဓိကကြတဲ့တာဝန်တွေထဲမှာပါဝင်ပါတယ်ဟုတ်ကဲ့ပြီးတော့လုပ်ငန်းမှာငွေကြေးရင်းနှီးမြှုပ်နှံထားတဲ့သူတွေအပေါ်မှာလည်းတာဝန်ရှိတာပေါ့သူတို့တွေမျှတတဲ့အကျိုးအမြတ်ပြန်ရအောင်လုပ်ပြရမယ်ပြီးတော့လုပ်ငန်းရဲ့အခြေအနေကိုပွင့်လင်းမြင်သာစွာချပြဖို့လည်းလိုပါတယ်ဒါတက်မသေးဘူးကိုကုန်ကျန်းနေပစ္စည်းတွေပံ့ပိုးပေးနေတဲ့ supplier တွေအပေါ်မှာလည်းတာဝန်ရှိတယ်တမတ်ထားတဲ့အတိုင်းအချိန်မီငွေချေးတာမျိုးမျှတတဲ့ဆက်ဆံရေးထားရှိတာမျိုးတွေပေါ့အောစရာကောင်းတာကပြိုင်ဘတ်တွေအပေါ်မှာတောင်တာဝန်ရှိသေးတယ်ဗျာဥပမာဈေးကွက်ထဲမှာမြောက်မြတ်တက်ရင်ပြိုင်တာမျိုးတစ်ဖက်ရဲ့အသိပညာဆိုင်ရာပိုင်ဆိုင်မှုကိုလေးစားတာမျိုးတွေလုပ်ရပါမယ်နောက်ဆုံးအနေနဲ့ကတော့ကိုလုပ်ငန်းအခြေစိုက်တဲ့ရက်ရွာလူဖွဲ့စည်းအပေါ်မှာထားရမယ့်တာဝန်တွေပါပဲအလောက်ကင်ဖန်တီးပေးရုံမချပါပဲအဲ့ဒီဒေတာရဲ့ကောင်းကျိုးကိုတည်ပိုးတဲ့အဖွဲ့အစည်းတစ်ခုထိနေဖို့လဲတာဝန်ရှိပါတယ်ကဲအခုထိကတော့လုတ်တင်တယ်ဆိုရဲကျင့်ဝတ်ပိုင်းဆိုင်ရာအချက်ဒီကိုပြောခဲ့တာပေါ့နော်အခုမခင်မနေလိုက်နာရမယ်ဆိုရဲဥပဒေပိုင်းကိုတစ်ချက်ကြည့်အောင်ဒီစီးမင်းတွေကိုမှချိုးဖောက်မိရင်တော့ဘာဒီဆက်ဖြစ်လာမလဲဥပဒေရေးရာတာဝန်ရှိမှုဆိုတာကတော့ရှင်းပါတယ်ဥပဒေကထပ်မထားတဲ့တာဝန်တစ်ခုကိုချိုးဖောက်မိတဲ့အခါမှာဖြစ်ပေါ်လာတဲ့အခြေအနေကိုပြောတာပါအဲ့ဒီမှာဥပဒေရေးရာတာဝန်ရှိမှုမှာအဓိကအဖြစ်နှစ်ဖြိုးခွဲလို့ရပါတယ်တရားမှမှုနဲ့ပြစ်မှုပေါ့တရားမှမှုကတော့လူတဦးနဲ့တူကြားကနှစ်နာမှုကိုလျော်ကြေးပေးပြီးဖြေရှင်းတာပါပြစ်မှုကကြတော့နိုင်ငံတော်ကိုစန့်ကျင်ကျူးလွန်တဲ့အတွက်အစိုးရအနေကျူးလွန်သူကိုအပြစ်ပေးတာဖြစ်ပါတယ်တရားမှမှုမှာအဖြစ်များတဲ့ tort ဆိုတာရှိပါတယ်ဒါကစာချုပ်ကြောင့်ဖြစ်တာမဟုတ်ပဲဥပဒေအရရှိပြီးသားတာဝန်တစ်ခုကိုချိုးပေါက်တာကိုဆိုလိုတယ်ဥပမာလေးတစ်ခုပြောပြမယ်ဆိုင်တဆိုင်မှာဂျမ်းပြင်ကစုံနေလို့အဲ့တဲ့တယောက်ချော်လဲသွားတယ်ဆိုပါစို့အဲ့ဒါဟာဆိုင်ရဲ့ပေါ့ဆမှုကြောင့်ဖြစ်တာမို့လို့တရားစွဲခံရနိုင်တာမျိုးပေါ့ပြမှုတစ်ခုဖြစ်မြောက်ဖို့ကဆိုရင်တော့အများဖြင့်အခြေခံချက်နှစ်ချက်လိုအပ်ပါတယ်
ပထမတစ်ခုကတားမြစ်ထားတဲ့လုပ်ရက်တစ်ခုကိုတကယ်ကျူးလွန်တာဒါကို actus reus လို့ခေါ်တယ်နောက်တစ်ခုကတော့အဲ့ဒီလုပ်ရက်ကိုကျူးလွန်ခြင်းနဲ့စိတ်ဆန္ဒရှိတာ mens rea ပေါ့အဲ့ဒီနှစ်ခုပေါင်းမှသာပြမှုဆိုင်ရာတာဝန်ရှိမှုဖြစ်ပေါ်လာတာပါ ဟုတ်ပြီအခုလိုမျိုးအငင်းပွားမှုတွေပဋိပက္ခတွေဖြစ်လာပြီးဆိုရင်တော့ဘယ်လိုဖြေရှင်းကြမလဲနောက်ဆုံးအနေနဲ့ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကိုတစ်ချက်ကြည့်လိုက်အောင် အငင်းပွားမှုတွေကိုဖြေရှင်းတဲ့နေရာမှာအဓိကအဖြစ်လက်နက်တွေရှိတယ်လို့ပြောလို့ရပါတယ်။တနည်းကတရားရုံးလိုမျိုးကြားလူတယောက်ကအဆုံးဖြတ်ပေးတဲ့နည်းလမ်းပေါ့။နောက်တစ်နည်းကတော့နှစ်ဘက်စလုံးကညှိနှိုင်းပြီးသဘောတူညီမှုရအောင်စူးစမ်းတဲ့နည်းလမ်းပါပဲ ဒီတော့ကျွန်တော်တို့အစမှပြောခဲ့တဲ့တရားသူကြီးချုပ်ဂျွန်မာရှယ်ရဲ့အဆိုကိုပြန်သွားကြည့်ရအောင်စီးပွားရေးလုပ်ငန်းဆိုတာဥပဒေကဖန်တီးထားတဲ့သက်ရှိတစ်ခုဆိုရင်သူ့ရဲ့အဓိကတာဝန်ဟာအကျိုးမြတ်ကိုအခြေခံတဲ့စီးမြင့်တွေအပေါ်မှာပဲလားဒါမှမဟုတ်လူဖွဲ့စည်းရဲ့မမြင်နိုင်တဲ့ကျင့်ဝတ်ဆိုင်ရာစီးမြင့်တွေအပေါ်မှာလားဒါကတော့ကျွန်တော်တို့အားလုံးဆက်ပြီးစဉ်းစားတော့ရမယ့်မေးခွန်းတစ်ခုအဖြစ်ကျန်နေခဲ့မှာပါပဲ